ကောင်လေးတွေမြင်မြန်လောက်ကြဒီအကြနဲ့ပင်လယ်ဝထွက်ရအောင်ကိုကောင်တန်တန်ရောပမာလဲကျွန်တော်ဒီမှာပါဘိုးဘိုးသားယူစရာလေးရှိလို့အိမ်ဘက်ခဏတက်သွားလိုက်အောင်မယ်ဒီကောင်လျှောက်ပြောနေတာဗာကြီးတာကသူ့ကောင်မလေးကိုတွားနှုတ်ဆက်ချင်လို့ပြန်သွားတာဖိုးလုံးမင်းကရောအရက်ပလင်းတွေပါရဲ့လားပင်လယ်ထဲရောက်မှအရက်မတောက်ရလို့အလုံးမလုံးနိုင်မလုံးနဲ့တော့ငါနဲ့တွေ့မယ်အရက်ကပါပါတယ်ဗာကြီးရပိုက်ဦးစီဦးတာဝါအရက်သမားဖိုးလုံးနဲ့ဦးတာဝါရဲ့တူဖြစ်တဲ့တန်တိုင်းမြေးလေးနောင်နောင်တို့ဟာပင်လယ်ထဲကိုငါးဖမ်းဖို့တက်တက်ကြွကြွနဲ့ရွတ်လွန်ခဲ့ကြတယ်ဖိုးဖိုးကြီးအခုသားတို့ဘယ်ဘက်သွားကြမှာလဲအေးမီပြကျွန်းအနောက်ဘက်ပင်လယ်ကိုသွားကြမယ်ကွဒီယာဒီမှာဖိုးဖိုးတို့သွားမဲ့နေရာက900ကောင်းနေကွဟာပင်လယ်ကြီးကတာယာလိုက်တာဟုတ်တယ်နော်ဖိုးလုံးအေးပင်လယ်ဆိုတာတာယာချင်းရင်နှစ်သမီးလေးလိုပဲနူးညံ့လိုက်တာအေးချမ်းပြီဆိုရင်တော့ဘလူးမကြီးလိုပဲဟဲ့ဖိုးလုံးကမူးပြီးလျှောက်ပြောတော့မယ်သူပြောတာဟုတ်တော့ဟုတ်တယ်ငါမြည်ရဲ့ပင်လယ်ဆိုတာမာယာများတယ်အခုနေတာယာနေရင်နဲ့ချက်ချင်းမုန်တိုင်းဝင်ချင်ဝင်လာတတ်တယ်ဖိုးလုံးနဲ့တန်တိုင်းရေပိုက်ချလိုက်ကြတော့နောက်ထမင်းချက်ထားလိုက်ပိုက်ဆွဲပြီးရင်ထမင်းစားရအောင်ဖိုးဖက်တောင်းမှာတိမ်မဲတွေတက်လာနေတယ်မိုးရွာမလားမသိဘူးအေးစနေထောင်းမှာတိမ်တွေတက်လာပါလားဖိုးလဲတို့ရေပိုက်တွေတိမ်တော့ကွာရာသီဥတုဆိုးလာနိုင်တယ်ဟာဗကြီးကလည်းအခုမှပိုက်ချတာမကြသေးဘူးပြန်တိမ်တော့မလို့လားပိုက်ဆွဲမှာသာဆွဲဆန်းပါကွာစနေထောင်းမှာတိမ်မဲလာရင်မုန်တိုင်းလာနိုင်တယ်ကွာတန်တန်ရေပိုက်ဆွဲပြီးရင်မီးပြကျုံဘက်ကိုရွှက်တိုက်တော့ဟေ့ဘာဖြစ်လို့လဲဗကြီးတာဝါရာသီဥတုကကြီးကြီးလင်းလင်းပဲဟာစကားမများနဲ့ကွာအမြန်သာရွှက်တိုက်တော့မီးပြကျုံတော့ဝင်ခုမရမယ်ဖိုးပြောတာမှန်တယ်ဟိုဘက်မှာမုန်တိုင်းကြနေပြီကဲမုန်တိုင်းတော့မကြခင်ငါတို့နားရောက်လာတော့မယ်ခိုင်အောင်ကင်ထားကြဖိုးလုံးနဲ့တန်တိုင်းပစ္စည်းတွေတေချာအောင်လိုက်ချကြအကြီးရေဟိုမှာမီးလုံးကြီးတစ်လုံးကျွန်တော်တို့လေနောက်လိုက်နေကြလို့ပဲဟာအဲ့ဒါပင်လယ်ဆုံးပဲဟိအားလုံးသတိထားနေကြပင်လယ်ဆုံးကပါလေပင်လယ်ထဲမှာလည်းဆုံးရှိလားဖိုးနောက်မှမေးတော့မြေးရီဒီပင်လယ်ဆုံးငါတို့လေမှာလာကတ်နိုင်တယ်ဖိုးလုံးမင်းကပင်လယ်ဆုံးလာကတ်ရင်ဝါလုံးနဲ့ရေထဲထိုးချရမယ်နော်စိတ်ချပါကြီးတန်တိုင်းမင်းကတော့ဓာတ်ကင်ထားလေထဲမကောင်းဆိုးရွားတွေတက်လာရင်ဓာတ်နဲ့ခုတ်ချပစ်ခဲလာကြချင်းချင်းမမအောင်ထုံးနဲ့ကွင်းပေးထားမယ်မုံတိုင်းကတော့တိတ်မကြံဘူးတိုးကြောက်ရမှာကပင်လယ်ဆုံးပဲပင်လယ်ဆုံးလာကတ်ရင်ရေထဲကမကောင်းဆိုးရွားတွေပါတက်လာတတ်တယ်ဟာကြီးရေရက်တိုင်မှာပင်လယ်ဆုံးလာကတ်နေပြီဒီနောင်ရက်တိုင်ရင်မှာမယုတ်တီးပုံပြီးမိရှုလိုက်ဖိုးလုံးညံကကိုဆက်လောင်းဖုံးတစ်ချက်ယူလာပေးစမ်းတန်တိုင်းရင်မကောင်းဆိုးရွားတက်လာရင်ဓာတ်နဲ့ခုတ်ချဟိမြေးလေးမြန်မြန်လုံးမယုတ်တီးကိုမီးမြန်မြန်ရှုစင်းစမ်းငါတို့တေပေါ်ကစင်းစမ်းရေလေးလျှောက်ပြီးမနေနဲ့ရေထဲကျလိုက်မယ်တန်တိုင်းတက်လာတဲ့ညခုတ်ချကွာအတုံးမကျတဲ့စုံလုံးရေထဲကျဆန်းကွာဘာကြီးရေပင်လယ်ဆုံးမီးလုံးပြောက်သွားပြီမကောင်းဆိုးရွားတွေလည်းတကောင်မှမရှိတော့ဘူးအခုတော့ပင်လယ်ကြီးကသူမဟုတ်တဲ့အတိုင်းပဲတတရရငါတို့တွေစီစီလုံးလုံးနဲ့လှုပ်ခဲ့လို့ပင်လယ်ဆုံးကိုနိုင်ခဲ့တာနိုးမို့ဆိုမလွယ်ဘူးဥတာဝါတို့ဖွဲ့ဟာရာသီဥတုတာရသွားလဲပဲငါမဖမ်းတော့ပဲအိမ်ပြန်ခဲ့ကြတယ်အရက်သမားဖိုးလုံးကတော့သူ့အရက်ပလင်းတွေကွဲကုန်လို့ဒေါသပုံထနေလေရဲ့